မင်းကလေးဟာသူမအိမ်ကနေခွဲခွာနေရတဲ့နှစ်တွေအတွင်းမှာအဖေဖြစ်သူကမိထွေးရဲ့အမိန့်ကိုနာခံပြီးအမေဖြစ်သူကိုမကြာခဏနှိပ်စက်ခဲ့တာကိုသိလိုက်ရတဲ့အခါတုန်လှုပ်သွားခဲ့ပါတယ်။အဖေဖြစ်သူကအမေဖြစ်သူကိုထပ်ပြီးရိုက်နှက်ဖို့ကြံရွယ်နေတာကိုမြင်လိုက်ရတဲ့အခါမင်းကလေးဟာချက်ချင်းပြေးဝင်သွားပြီးအဖေဖြစ်သူကိုမျက်နှာဖျက်ရိုက်လိုက်ပါတယ်။သူမဟာမိထွေးရဲ့သမီးဖြစ်သူကိုလည်းရိုက်နှက်ပြီးနောက်သူမပိုင်ဆိုင်တဲ့အရာအလုံးကိုပြန်ယူဖို့ရောက်လာတာဖြစ်ကြောင်းနဲ့သူမအမေကိုနောက်မနှိပ်စက်ဖို့ပြက်ပြက်သားသားတတိပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းမိထွေးဖြစ်သူကမင်းကလေးဟာစီးနဲ့ဆစ်ဆက်ထားတာပြတ်တော့မယ်ဆိုတဲ့သတင်းကိုကြားသိရတဲ့အခါတိတ်တဆိတ်ဝမ်းသာနေခဲ့ပါတယ်။မင်းကလေးကတော့ဆစ်ဆက်ပွဲပြတ်သွားတာကိုအဖေဖြစ်သူသိသွားရင်ကုမ္ပဏီကိုသူမလက်ထဲပြန်ပေးမှာမဟုတ်ဘူးဆိုတာသိနေပါတယ်။ဒါကြောင့်ဆစ်ဆက်ပွဲကအတီးပဲရှိသေးကြောင်းနဲ့မနှက်ဖြန်မှာလက်ထပ်ဖို့ကိစ္စအတွက်ဇုံနဲ့သွားတွေ့မယ်လို့လင်ညာပြောဆိုလိုက်ပါတယ်။နောက်တစ်နေ့မှာတော့တမိသားစုလုံးကသူမနောက်ကိုလိုက်ချောင်းကြပါတယ်။တကားပွင့်သွားတဲ့အချိန်မှာအထက်မှာရှိနေတဲ့တက်ကြီးရွယ်ဦးအမျိုးသမီးကြီးဟာစီးရဲ့အဖွားဖြစ်နေတာကိုသူတို့မယုံနိုင်အောင်ဖြစ်သွားကြပေမဲ့အဲ့ဒီအဖွားအုပ်ကိုပါရဲရဲတင်းတင်းတိုက်ခိုက်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲအောက်ထပ်ကိုရောက်နေတဲ့ရှိုဟာအဖွားဖြစ်သူစီကအရေးပေါ်ဖုန်းကိုလက်ခံရရှိပြီးအပေါ်ထပ်ကိုချက်ချင်းပြေးတက်လာခဲ့ပါတယ်။ဘာမှမသိတဲ့မိထွေးဖြစ်သူကတော့မင်းကလေးဟာအဖွားအုပ်တယောက်ကိုငှားပြီးတရုတ်ဆောင်ခိုင်းနေတယ်လို့ပဲထင်နေခဲ့ပါတယ်။အဖွားဖြစ်သူဟာစိတ်လှုပ်ရှားလွန်ပြီးနှလုံးရောဂါထလာတဲ့အခါမှာတော့မိထွေးဖြစ်သူကအရေးပေါ်တောက်ရမယ့်ဆေးဘူးကိုရဲရဲဆက်ဆက်လူယူလိုက်ပါတယ်။အဲ့ဒီအဖွားကိုတည်သွားရင်တောင်သူမနဲ့မဆိုင်ဘူးလို့မောက်မာစွာပြောဆိုခဲ့ပါသေးတယ်။မင်းကလေးဟာမိထွေးတို့မိသားစုနဲ့အသေးအတန်လုံးထွေးတက်ပုတ်ရင်အဖေဖြစ်သူရဲ့တိုးထုတ်ခြင်းကိုခံလိုက်ရပြီးခါမှာဒဏ်ရာရသွားပါတယ်။အဖွားဖြစ်သူကတော့ထိတ်လန့်လွန်ပြီးသတိလစ်သွားခဲ့ပါတယ်။မင်းကလေးဟာအတင်းယုံထွက်ပြီးညီမဖြစ်သူစီကနေဆေးဘူးကိုလူယူကအဖွားဖြစ်သူကိုတိုက်ကြွေးလိုက်ပါတယ်။အဖွားဖြစ်သူရဲ့အခြေအနေတည်ငြိမ်သွားတဲ့အခါမှာတော့မင်းကလေးဟာညီမဖြစ်သူကိုမျက်နှာဖျက်ရိုက်လိုက်ပါတယ်။မိထွေးဖြစ်သူကဝင်ထားတဲ့အခါမှာလည်းမိထွေးကိုပါရိုက်လိုက်တာကြောင့်အဖေဖြစ်သူပါမှင်သက်သွားခဲ့ပါတယ်။မင်းကလေးကအဖွားဖြစ်သူကိုခေါ်ထုတ်သွားပြီးနောက်မှာတော့ရှင်းဟာတက်တော်ဆောင်တွေနဲ့အတူရောက်ရှိလာပါတယ်။အဲ့ဒီအခါကျမှအဖေဖြစ်သူဟာအဲ့ဒီအဖွားဦးဟာရှင်းရဲ့အဖွားမှန်ရိပ်မိသွားပါတော့တယ်။ရှင်းရဲ့လက်ထောက်ကအဖွားဖြစ်သူကြံရစ်ခဲ့တဲ့ဖုန်းကိုကောက်ရလိုက်ပြီးအဖွားဖြစ်သူကိုဆေးရုံအရေးပေါ်ပို့လိုက်ရပြီဖြစ်ကြောင်းဆရာသိသွားပါတယ်။အဖေဖြစ်သူတို့မိသားစုကဒါဟာနားလည်မှုလွဲတာပါလို့အသေးအတန်စင်ကြေပေးကြပေမဲ့ဈေးကတော့နားမယောင်ပါဘူး။သူတို့ရဲ့စင်ကြေတွေကိုနားမထောင်ကျင်တော့တဲ့အတွက်ရှင်းဟာသူ့ရဲ့တက်တော်ဆောင်တွေကိုသူတို့မိသားစုကိုရိုက်နှက်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။